မျော်လင့်ထားတဲ့လမ်းကွဲစကားကိုကိုမင်းနိုင်ကဇင်းနွယ်တို့အိမ်ကိုရောက်လာပြီးတီငိုင်းလုံးနဲ့မင်းနာဘေးနဲ့ဇင်းနွယ်တို့နှစ်ယောက်လမ်းကွဲကြရအောင်လို့ပြောပြီးထွက်သွားပါတယ်ဇင်းနွယ်ဟာသူမအလက်ထဲမှာမင်းနိုင်ပေးခဲ့ဖို့တဲ့အစာရွက်လေးကိုကင်ရင်မျက်ရည်တွေဝဲနေပါတယ်ဇင်းနွယ်တယောက်ထဲငိုကြွေးနေတဲ့အချိန်မှာတငယ်ချင်းဖြစ်သူຫນွေဦးရောက်လာပါတယ်ຫນွေဦးကဇင်းနွယ်ရဲ့ပခုံးကိုဖတ်ပြီးနှစ်သိမ့်ပေးသလိုຫນွေဦးကသူမအနားမှာအမြဲရှိနေပေးပြီးအားပေးစကားတွေပြောနေပါတယ်ဇင်းနွယ်ဟာမင်းနိုင်နဲ့လမ်းကွဲရတဲ့အကြောင်းရင်းကိုသိကျင်တာကြောင့်မိုးရေထဲမှာမင်းနိုင်စီကိုပြေးထွက်လာခဲ့ပါတယ်သူမစာရွက်သူကိုမြဲမြဲကင်ထားပါတယ်ကိုမင်းနိုင်ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတော့ကိုပဲတွေးနေမိပါတယ်တစ်ဖက်မှာလဲမင်းနိုင်ဟာအခန်းထဲမှာတယောက်တည်းခေါင်းကိုလက်နဲ့အုပ်ပြီးစိတ်ညစ်နေပါတယ်ကရင်ဘေးကစပွဲပေါ်မှာတော့ဆေးကတ်တွေနဲ့ဇင်းနွယ်ရဲ့ထပ်ပုံပေးရှိနေပါတယ်သူဟာဇင်းနွယ်ကိုတကယ်မချစ်လို့လမ်းကွဲတာမဟုတ်ပဲတစုံတစ်ခုသောအခက်အခဲကြောင့်သာလမ်းကွဲခဲ့တာထစ်ကြောင်းကိုຫນွေဦးကဒီဖြစ်ရပ်ကိုမကြည့်နိုင်တော့လို့စီစဉ်ခဲ့ပါတယ်နောက်ဆုံးကတော့ဇင်းနွယ်ဟာမင်းနိုင်ကိုကမ်းခြေမှာတွားရောက်တွေ့ဆုံပါတယ်မင်းနိုင်ကသူမကိုမြင်တော့အံ့ဟောသွားပြီးသူတို့နှစ်ယောက်အကျိုးအကြောင်းတွေကိုပွင့်ပွင့်လင်းလင်းစကားပြောကြပြီးတယောက်နဲ့တယောက်ကြားကနားလည်မှုလွဲမှားနေတာတွေကိုရှင်းပြရင်းစိတ်လှုပ်ရှားစွာနဲ့ဆွေးနွေးကြပါတယ် It's going to be okay.